အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အောင်မြတ်သားနဲ့နန်းနေကိုင်းလို့အမည်ရပါတယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားပေးဖို့လည်းမေတ္တာရက်ခံလိုက်ပါတယ်အစင်းလေးဖြစ်လို့ရှိရင်ဇာတ်လမ်းလေးကိုကျွန်တော်တို့စလိုက်ကြရအောင်မလွတ်တဲ့အကိုင်းတွေအကုန်ခုတ်ချပြည့်ကိုလာတန်းစကားကြောင့်တိပြမော်တက်ဖို့လုံနေတဲ့ကာလာသားတွေအားလုံးမျက်လုံးတွေပင်ပြီးကြည့်လိုက်ကြတယ်အပင်တွေကအမြင်ကြီးပဲဗျဓမ္မယုံစောက်ဖို့အတွက်ဆိုရင်ကုန်နီးပါးလောက်ခိုးရလိမ့်မယ်အေးပေါ့ကွာမလွတ်ရင်တော့ခိုးရမှာပဲလေဒါဆိုလည်းပြီးတာပါပဲဗျာဟိတ်ကောင်တွေအပင်မော်တက်ကြတော့ကာလာသားကောင်းဆောင်ဖိုးပွားစကားကြောင့်ဂျန်တဲ့သူတွေအားလုံးတစ်ပင်တကိုင်းပေါ်ကိုတက်သွားခဲ့ကြတယ်ဖိုးပွားကြီးမနှင်းစီခြံထဲကထွက်နေတဲ့အကိုင်းမှာခိုးချလိုက်အောင်ခုတ်ပါမယ်ဗျဒီဘက်ကအကိုင်းတွေအရင်လောက်ရအောင်မယ်အေးညနေကျရင်အလူရှင်တွေလာကြမှာဆိုတော့တမနက်ထဲနဲ့အပြီးလို့မိပါမလားစိတ်မပူပါနဲ့မွန်းတက်ကျင်လောက်ဆိုရင်ပြီးပါတယ်ဗျဖိုးပွားကတစ်ကုတ်ဓာတ်တလက်နဲ့အကိုင်းတွေခြံရင်လိုက်ပြောလိုက်တာကြောင့်ကိုလာတန်းစိတ်ရေးသွားပြီးကျိုးပယ်ကျနေတဲ့တကိုင်းတွေကိုတဲထုံးနေကြလိုက်တယ်မယန်းကုန်းရွာဆိုတာကရခင်ကထန်းတပင်ရွာနဲ့တရွာတည်းဖြစ်ခဲ့ပြီးနှစ်ကာလာကြာလာတာနဲ့အမျှရွာနေလူတို့ထူထပ်လာတာကြောင့်မြို့နယ်ကနေနှစ်ရွာခွဲထွက်ဖို့ခွင့်ပြုပေးခဲ့တယ်ဒါပေမဲ့ရွာကန်လူတွေကတော့သူ့ရွာကိုရွာမခွဲကြပဲအလို့ရှိရင်ဝိုင်းကူလို့ကြတဲ့ဒလေးကတော့အခုထိရှိနေကြစေထိုင်းမယ်နန်းရွာမှာတော့ဘုန်းကြီးကျောင်းဓမ္မယုံစာသင်ကျောင်းတွေရှိပေမဲ့မယန်းကုန်းရွာမှာတော့ဘာမှမရှိသေးတဲ့အတွက်အလူရှင်တွေကတရားပွဲတွေလုပ်လို့ရအောင်ဓမ္မယုံတရားဆောက်ပေးမယ်ဆိုလို့ရွာသားတွေအကုန်တက်ကြွနေခဲ့တယ်အခုလဲမြင်းနေရလူထားတဲ့ကိုလာတန်းကခြံထဲမှာရှိတဲ့တစ်ပင်တွေခုတ်ထွင်နေတာကိုကိုတိုင်ကိုကြဝင်ရောက်လောအားပေးခဲ့တယ်ရွာသားတွေအလုံးတက်ညီလက်ညီလှုပ်ခဲ့ကြရမွန်တက်ချင်းရောက်မှာတော့အတန်သင့်ရှင်းလင်းသွားပြီးမျက်စိပသာရာကျသွားခဲ့တယ်အခုလို့ဆိုတော့လေငါခြံကကျဲသားပဲဟိကိုလာတန်းကခြံကလည်းနေရကောင်းအရေးကလည်းကောင်းဆိုတော့အလူရှင်တွေသဘောကျမှာဗျအေးကွာဓမ္မယုံသာပြီးလို့ရတော့အငိမ်ငှားပြီးအောင်ပွဲခံမလိုက်ပါကွာအငိမ်ငှားရင်အာတာလွတ်ရမှာလာကသွားတဲ့မြူနေလင်ကဇက်ကိုငှားတော့ဟိကောင်ပေးသည်မင်းမလဲအားနေအဲ့ဒီမင်းသမီးအကြောင်းပဲပြောနေဟိုဘက်မှာတစ်ကိုင်းနေပြဖို့ကြံသေးတယ်ကွာကာလာသားကောင်ဖိုးပွားစကားကြောင့်ဘေဒီကရေကျဲကျဲလုပ်ပြီးတစ်ကိုင်းနေစုပုံထားတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်ကုလာတန်ကျွန်တော်ပြောစရာရှိလို့အေးပြောလေဖိုးပွားဟိုလေမော်ဂနီပင်မှာအဆောင်နေပါနေများရှိသလားလို့မင်းခဏကတက်ခုတ်တဲ့အပင်လားဟုတ်တယ်ဗျဘာဖြစ်လို့လဲဖိုးပွားရဲ့ကျွန်တော်တစ်ကိုင်းနေချိုင်နေတဲ့အချိန်အနောက်ကနေတောက်ခေါက်တန်လို့အန်ကျိတ်တန်လို့ကြားရလို့မင်းစိတ်ထင်နေတာဖြစ်မှာပေါ့ကွာစိတ်ထင်နေတာမဟုတ်ဘူးကိုလာတန်ရဲ့တကယ်ကြားရတာတကယ်ဆိုအပင်တွေပါလေခုတ်ရင်ကြော်ပွဲတွေပါလေပေးပြီးမှခုတ်ရတာမဟုတ်လားအခုဘာမှလည်းမလုပ်တော့အဆောင်နေစိတ်ဆူးနေတာများလားမသိဘူးမင်းကလည်းကွာအယူသေးလိုက်တာငါတို့ကကောင်းဖို့အတွက်လုပ်နေတာပဲနောက်ပြီးမင်းတို့ကိုခိုင်းတာကငါလေသူတို့စိတ်ဆိုရင်ငါ့ကိုပဲစိုးမှာပေါ့စိတ်ထဲထားမနေနဲ့ညကြရင်မင်းတို့တက်စီစဉ်ထားတာရှိတယ်လာခဲ့ကြအောင်ဘာစီစဉ်ထားတာလဲကိုလာတန်ရဲ့မင်းတို့လှူအားပေးဖွဲ့အတွက်စက်သားနဲ့ဘူးတီချက်ကြွေမလို့လှုပ်ထားတာဒါပဲလားဗျဟိုဟာလေးဒီဟာလေးရောမပါဘူးလားပါတာပေါ့ကွမင်းတို့အတွက်တော့ရတဲ့ဘာမှာထားပေးပါတယ်ကွဒါဆိုရင်တော့ပြေဆုံးတာတဲ့ပို့သွားပြီပြို့ကျွန်တော်ကောင်တွေကိုသတင်းသွားပေးလိုက်အောင်မယ်ဖိုးဘွားကဝမ်းသာရနဲ့ပြောပြီးကာလာသားတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်ညကအမောင်ဘက်ကိုတဖြည်းဖြည်းပြက်ကျော်ဝင်ရောက်လာတာနဲ့အမျှကုလာတန်းရဲ့ခြံနောက်ဘက်ကနေစက်သားနဲ့ဘူးတီဟင်းနှန်းကမွေးပြန့်စွာထွက်လာခဲ့တယ်အမကြီးဟင်းမချက်သေးဘူးလားဗျအနန်းကတော်တော်ဆွဲဆောင်နေပြီခဏနေကြက်တော့မှာပါဟာအိမ်ကျက်ဆိုတော့နူးအောင်ပူတင်နေရလို့ပါကျွန်တော်ကစတာပါဗျအေးစစ်စစ်ချက်အမကြီးဖိုးပွားကြီးမင်းကောင်တွေကိုတိတ်မတော့ဖို့ပြောပေးအောင်ထမင်းမစားနိုင်မယ်နေလိမ့်မယ်ဒါတော့မပူနဲ့ကူလာတန်းကြီးဒီကောင်တွေကဘလောက်မှုထမင်းတော့ရအောင်စားတဲ့ကောင်လေးဗျအဲ့ဒါဆိုလဲပြီးတာပါပဲချက်ထားတာတွေအလားတဖြစ်ကုန်မှာစိုးလို့ပြောတာမဖြစ်စီရဘူးစိတ်ချဒါနဲ့တောရက်ကိုဘဲကမှလာလဲကူလာတန်းချက်ဖောင်းကိုမှလိုက်တာလေဘာဖြစ်လို့လဲကောင်းညင်းနဲ့တင်းတင်းလေးနဲ့ဆိုတော့တောက်ရကောင်းလို့ပါဗျာတူးလေးရွာကနေယူလာတယ်လို့ပြောတာပဲဩညနေကလာတဲ့အလူရှင်တွေပြောတာတော့ဒီလကောင်တော့ဓမ္မယုံစောင့်မယ်တဲ့မြန်လာကြီးလားဗျအခုပဲလာဝကျိုးနေပြီဟာကိုဟုတ်တယ်သူတို့လည်းလာကုန်ပြီးတာနဲ့မြို့တက်မှာဆိုတော့သူတို့ရှိတဲ့ချိန်ပန်းရိုက်ခဲ့ခြင်းနဲ့ဆိုလို့လေဘလို့ဖြစ်ဖြစ်ဗျာမကြမီချိန်တွင်းမှာကျူတူရွာအတွက်ဓမ္မယုံလေးတီုံဖြစ်တော့မှာပေါ့ဗျာဖိုးဘွားကဝမ်းသာရနဲ့ပြောပြီးအရက်ခွက်ကိုကွာယူလိုက်တဲ့အချိန်ကျဲလောင်နဲ့တောက်ခေါတန်တစ်ချက်ကိုကြားလိုက်ရတယ်ဘာတန်လဲဟာမှုံကြီးတို့ငထွေးတို့ကြားလိုက်ရလားကြားတယ်ဗျတောက်ခေါတန်လို့အတန်မျိုးပဲကျွန်တော်တို့လည်းကြားလိုက်တယ်အတန်ကချန်ပီယံကနေလာသလိုပဲထားလိုက်ပါကွာ
တခါလေတစ်ကိုင်းနေပါလေကျိုးကနေလဲတောက်ခေါက်တန်လို့အတန်ပြောထွက်တတ်ပါတယ်ကိုလာတန်းစကားကြောင့်ဖိုးဖွားတို့ဘာမှဆက်မပြောတော့ပဲအခြားအကြောင်းအရာတစ်ခုကိုပြောနေကြလိုက်တယ်ကိုလာတန်းရေဟင်းချက်ပြီနော်ထမင်းစားမဲ့သူရှိရင်လာစားလို့ရပြီအေးငါပြောလိုက်မယ်ဖိုးဖွားရေမင်းတို့ထဲကထမင်းစားမဲ့သူရှိရင်မင်းတို့မစီသွားကြနော်အချိန်လဲနှောင်းနေပြီဆိုတော့ထမင်းစားလိုက်တာပဲကောင်းပါတယ်မဟုတ်ရင်ဒီကောင်တွေထမင်းစားကြမှာမဟုတ်ဘူးဖိုးဖွားကအရက်ဝိုင်းမှာထိုင်နေတဲ့သူတွေကိုလက်ဆက်တက်ခိုင်းပြီးဟင်းဦးရှိရာခြံနောက်ဘက်ကိုဝင်သွားခဲ့လိုက်တယ်မိသိန်းရေငါတို့ထမင်းတစ်ပကံထည့်ပေးပါဦးကျွန်တော်တွေ့ရောနော်ကိုကြီးဖိုးဖွားအနောက်ကနေလိုက်ဝင်လာတဲ့ကျော်ပါကဖိုးဖွားကိုလမ်းပြောပြီးဟင်းဦးမွေနေတဲ့မိသိန်းနားမှာရက်နေလိုက်တယ်ဟဲ့မိသိန်းထမင်းနဲ့ဟင်းတွေထည့်ပေးလိုက်ဦးလေဟင်းဦးကမှွေတာများရင်အသားတွေပျော်သွားလိမ့်မယ်အမစိန်လူကငပိရင်နဲ့တိုးစရာပကံတွေကိုပြင်နေရင်လှမ်းပြောလိုက်ပေမဲ့မိသိန်းကတုတ်တုတ်ပင်မလုပ်ပဲရောက်ကျုံစုံနဲ့ဟင်းဦးကိုထပ်မွေနေခဲ့တယ်မိသိန်းငါပြောနေတာကြားလားမိသိန်းဆိုတာဘာလို့လဲငါနာမည်မိသိန်းမဟုတ်ဘူးရုတ်တရက်ရောက်ချိုစုံကိုပြစ်ထုတ်လိုက်ပြီးအတန်အကြီးနဲ့អော်လိုက်တာကြောင့်ဘေးမှာရက်နေတဲ့ဖိုးဖွားနဲ့ကျော်ပါတို့လမ်းဖြန့်သွားခဲ့တယ်ဟေးဘာဖြစ်ကြတာလဲမိသိန်းဘာဖြစ်နေလဲမသိဘူးကိုလာတန်းကမြေကြီးပေါ်မှာစောင်းချောင်းထိုင်ပြီးအန်တကြိတ်ဖြစ်နေတဲ့မိသိန်းနားကိုကတ်သွားတဲ့အချိန်ငါအနားမလာနဲ့သွားကြစမ်းလို့អော်ပြီးမိဖို့အောင်မှာရှိနေတဲ့မိခဲကိုကောက်ကင်ကလူတွေဘက်ကိုပြစ်ထည့်လိုက်တယ်မိခဲနဲ့ပြစ်တယ်ဟာအနားမကကြနဲ့ကိုလာတန်းဒီကလေးမကအပမီနေတာများလားသူ့မျက်လုံးတွေကနေရဲနေတာပဲနော်ခဏနေပါဦးငါတေချာအောင်မေးလိုက်ပါဦးမေဟာဟဲ့မိသိန်းနင်ဘာဖြစ်နေတာလဲငါနာမည်မိသိန်းမဟုတ်ဘူးဒါဆိုနင်ကဘာတူလဲငါဘာတူဖြစ်နင်သိဖို့မလိုဘူးဒါဖြင့်ကလေးမကိုဘာလို့ပူးကတ်နေတာလဲစားကျင်တောက်ကျင်နေဆိုရင်လည်းကြွေးပါမယ်ငါကစားကျင်လို့ပူးကတ်နေတာမဟုတ်ဘူးဟဲ့နင်တို့ကိုမချစ်နဲ့လို့နှောက်ချက်တာမချစ်နဲ့အောင်ကျုပ်တို့ကဘာမှလုံးမိထားလို့လဲအမရှိရင်လည်းခွင့်လို့ပေးဖို့တောင်းပန်ပါတယ်နင်တို့တောင်းပန်လဲငါကမချစ်နဲ့ဘူးနင်တို့အားလုံးညိုဆန်အကြောင်းသိစေရမယ်မိသိန်းကဝမ်းကောင်းတန်ကြီးနဲ့អော်ပြီးဘောပတ်ဆူနေတဲ့ဟင်းအိုးကိုလမ်းနဲ့နှိုက်ကမျက်နှာတွေခန္ဓာကိုယ်တွေမှာတုပ်လိမ့်နေတာမြင်လိုက်ရတယ်ဟေးတခုခုလောက်ကြပါဦးကျွန်တော်တို့လည်းမလုပ်တတ်ဘူးလေသူ့ပုံစံကကြောက်စရာကြီးဗျဒုက္ခပါပဲမိမကြီးအိမ်ဘော်ကဖះเจ้าဆောင်မှာပရိယေဘူးရှိတယ်မဟုတ်လားတွားယူလာခဲ့ကိုလာတန်းစကားကြောင့်မိမဖြစ်သူအိမ်ဘော်ကိုပြည့်တက်သွားပြီးပရိယေဘူးကိုယူဆင်းလာခဲ့တယ်ပေးစမ်းငါ့ကိုလာတန်းကပရိယေဘူးကိုဖွင့်ပြီးမိသိန်းကိုပက်လိုက်ရာဇားနဲ့ထိတဲ့တီကောင်လိုတွန့်လိန်သွားခဲ့တယ်ကလေးမကိုတဲ့ကနေထွက်စမ်းမဟုတ်ရင်ပရိယေနဲ့ထပ်ပြန်မှာနော်ငါပူလောင်ပေမဲ့နင်တို့အပြော်တွေပြက်စီးအောင်လုပ်ရတာကိုကျင်တတ်တယ်နောက်ထပ်လဲငါကနင်တို့ကိုထပ်ပြီးနှောက်ယှက်နေပါပဲမိသိန်းကခွတ်ထိုးခွက်လန်ရဲပြီးနေကြီးဘော်ကိုပျောက်ခွေသွားခဲ့တယ်အဖမိတာထွက်သွားပြီတင်တယ်သူ့ကိုဆွဲထုတ်ကြပါအောင်မိသိန်းတတိထားအောင်ဘိုးဘွားကမိသိန်းကိုပွေ့ထူပြီးလုံလို့လိုက်တော့အိပ်ပေရကနေနိုးလာတဲ့သူလိုမျက်လုံးပြူးသားနဲ့လိုက်ကြည့်နေခဲ့တယ်ကလေးမလေးတတိယပြီလားသူ့ကိုရေမန်းတိုက်လိုက်အောင်မိသိန်းရော့ပရိယေလေးတောက်လိုက်ကြီးမေကျမဘာဖြစ်သွားတာလဲတကူလုံးနဲ့ဟင်းနေပေးနေပါလားနင့်ကိုအပမိသွားတာနေရင်ထိုင်ရင်ဘလို့ဖြစ်တာလဲမိသိန်းရဲ့ကျမမမိတာကကြီးမေဟင်းအိုးမွေခိုင်းလို့မွေနေတဲ့အချိန်ပခုံးကိုလက်နဲ့လာပုတ်တာလက်ကြီးကလည်းဖြူဖြူရော်ကြီးမသိရင်လူသေးကောင်လက်လိုပဲကျမလည်းလန့်ပြီးအော်ဖို့လုပ်ပြင်မဲ့အတံမထွက်တော့ဘူးအဲ့ဒီနောက်ပိုင်းဘာမှကိုမသိတော့တာပဲတော်သေးတာပေါ့ကွယ်ကိုလာတန်းတော်လဲတော့လူတွေကိုပြန်ခိုင်းလိုက်တော့ဒီညကတော့အပျော်ကနေအပြက်ဖြစ်သွားပြီအေးပါမိမရဲ့ဖိုးဖွားတို့ကလည်းအားနာလိုက်တာရပါတယ်ဗျာစိတ်ထဲထားမနေပါနဲ့အားလုံးပြန်ကြရအောင်ဖိုးဖွားတို့အဖွဲ့ပြန်သွားတော့ကိုလာတန်းလဲအိမ်မှာရှိတဲ့သူတွေနဲ့တင်းစရာရှိတာတင်းပြီးအိယာဝင်ခဲ့လိုက်တယ်မိဖြိုးမိအာယုံတက်ခါနေကြားလိုက်ရတဲ့အတန်ကြောင့်ကိုလာတန်းလန်နိုးလာခဲ့တယ်မိလောင်နေတဲ့အဖြိုးလာကြပါဦးအတန်ကခေါင်းရင်းသုံးရင်ကျော်ကနေထွက်လာတာကြောင့်အိယာကနေကမန်းကရန်ထားကြည့်လိုက်ရာကျော်ပါတို့အိမ်ကနေမိတော့တွေထွက်ပေါ်လာတာကိုမြင်လိုက်ရတယ်ကျော်ပါတို့အိမ်မိလောင်နေလို့လွတ်ကြပါဦးရေနဲ့ဖြန်းကြအောင်ဟာဟေးမောင်တင်တို့ခိုင်မြင့်တို့လာကြအောင်ဟေးကိုလာတန်းကအလန်တကြားအော်ဟရင်အိမ်နောက်ဖေးမှာရှိတဲ့ရေပုံးကိုဆွဲယူကာပြေးထွက်သွားခဲ့တယ်ရွာကန်လူတွေညီညွတ်တာရဲ့မိကလည်းမများတာကြောင့်မိဖို့ကြောင့်တဝက်တာလောင်ချမ်းခဲ့တယ်အားလုံးပြီးဆုံးချိန်မှာတော့ကိုလာတန်းကကျော်ပါရဲ့မိဘတွေစီသွားပြီးဘလို့ဖြစ်ကြတာလဲဗျာကျမတို့လည်းတအိမ်လုံးအိပ်ပျော်နေကြတာဘယ်ကနေဆောက်လုံမှန်းမသိပါဘူးမိဖို့ကြောင့်ကနေလောင်တာဆိုတော့မိချင်းမိချန်တွေကနေဆောက်လုံတာဖြစ်မယ်မဟုတ်ရပါဘူးတော့ညနေကထမင်းလည်းမချက်ပါဘူးမီးလည်းမသုံးပါဘူးဒါဖြင့်တရားရောက်ကများရှို့သွားတာလားဒါတော့မပြောတတ်တော့ပါဘူးကိုလာတန်းရဲ့အို့ရမှာဘယ်သူမှဒီလိုလုံးမှာတော့မဟုတ်ဘူးကိုလည်းမျက်မြင်ကိုယ်တွေမဟုတ်ဘူးဆိုတော့ပြောရခက်နေတယ်ဘာပဲဖြစ်ဖြစ်
ရွာမှာမီးကင်းထားဖို့တော့လုံနေပြီကုလာတန်းကျွန်တော်ပြောစရာရှိလို့အေးပြောလေမောင်ကြီးဘာကိစ္စလဲကျော်ဖားတော့ရင်မီးလောင်တာဘယ်သူမှရှုတာမဟုတ်ဘူးသူ့ဘာသူထလောင်တာမောင်ကြီးစကားကြောင့်ကုလာတန်းရောဘေးမှာရှိတဲ့သူတွေအားလုံးအံ့အားသင့်ကုန်ကြတယ်သူ့ဘာသူထလောင်နေဆိုတာဘာကိုပြောတာလဲကျွန်တော်ဒီမနက်လဲတဲ့ဆင်းဖို့မျက်နှာတင်နေတဲ့အချိန်ကျော်ဖားတော့မီးဖို့ဆောင်ကနေမီးတော်ကြီးထွက်လာတာမီးချင်းမီးကြံတို့မီးရှုတာတို့ဆိုရင်အငွေ့ရင်ထွက်ရမှာမဟုတ်ဘူးလားအခုကဝုန်းကနေမီးထတောက်တာဗျမင်းဟာတေချာလို့လားတေချာပါတယ်ဗျာကျွန်တော်ကလိန်ပြောစရာလားကျမတို့လည်းမောင်ကြီးလာအောင်လို့နိုးကြတာမဟုတ်ရင်သားအမိတွေမီးထဲပါသွားနိုင်တယ်ဒါဆိုရင်ထူးတော့ထူးဆန်းနေပြီငါဒီမှာနေတဲ့တခြားအခုလိုအပြင်မျိုးမကြုံဘူးကုလာတန်းစကားကိုကျန်တဲ့သူတွေကလည်းဟုတ်မှန်ကြောင်ထောက်ခံခဲ့ကြတယ်ဒီလိုနဲ့မယန်းကုန်းရွာရဲ့အာယုံတက်ချိန်လေးကစဉ္ညာသွားနဲ့စားတင်ခဲ့ပါတော့တယ်ကုလာတန်းဘာလုပ်နေလဲဗျဖိုးပွားပါလားဝင်လာလေကွာအခါရည်လာတော့ဖိုးပွားကအိမ်ရောက်ခုံမှဝင်ထိုင်လိုက်ပြီးရင်နွေးပကံလုံးကိုကောက်ကင်လိုက်တယ်ဘာကိစ္စရှိလို့လဲဖိုးပွားပြောရမှာတော့စိတ်မကောင်းဘူးဗျာဓမ္မယုံဆောင်မဲ့ကိစ္စအနောက်ဆိုသွားတယ်ဟေးဘာဖြစ်လို့လဲမနေ့ကအလူရှင်လင်မယားလေဖြတ်ပြီးပါတချမ်းရွက်သွားတယ်လေဟာအကောင်းကြီးကနေဘလို့ဖြစ်သွားတာလဲညာအိတ်တော့အကောင်းနဲ့မနက်နိုးလာတော့ပါတချမ်းရွက်ပြီးစကားမပြောနိုင်တော့ဘူးဘယ်တက်နိုင်မှမလဲကွာငါတို့နဲ့မထိုက်ဘူးလို့ပဲယူဆရတော့မှာပေါ့ကျွန်တော်ကတော့အဲ့လိုမထင်ဘူးကုလာတန်းမင်းကဘလို့ထင်လို့လဲကျွန်တော်တို့ဓမ္မယုံစောက်ဖို့လုပ်တဲ့ကတခုပြီးတခုဖြစ်နေတာသတိထားမိလားမင်းပြောမှစဉ်းစားမိတယ်ဒါတွေကဓမ္မယုံစောက်တာနဲ့ပတ်သက်နေလို့လားကျွန်တော်စိတ်ထင်တာကိုပြောပြတာပါကျွန်တော်တို့တက်တိနားလိုက်တဲ့ဆရာတွေနဲ့တွက်ချက်ကြည့်ရင်မကောင်းဘူးလားမင်းမဆရာအသီးတွေရှိလို့လားအာတာလွတ်ရမှာတော့အကြမ်းမြင်ဆရာတယောက်ရှိတယ်သူစီသွားမရင်ကောင်းမလားလို့ဒါမျိုးတွေငါကအယုံကြည်မရှိပေမဲ့မင်းမေးချင်တယ်ဆိုရင်ငါလိုက်ပေးမယ်လေကျွန်တော်လည်းယုံတယ်လို့တော့မဟုတ်ပါဘူးဗျာသူစီသွားရင်အကူညီလေးတစ်ခုခုများရမလားလို့ပါမင်းကဘယ်အချိန်သွားမှလဲနေ့လေလောက်သွားမယ်လေကျွန်တော်လာခေါ်ပါမယ်အေးငါအသင်းပြင်ထားလိုက်မယ်ရေနံကြီးတုတ်ထားတဲ့ပြင်ထောင်ရင်တစ်လုံးတွဲမှာတော့ဖြူဖွေးနေတဲ့နှုတ်ခမ်းမွေးတကားကားနဲ့လူကြီးတယောက်ကြောက်တင်မုန်းတစ်ချက်နဲ့လှုပ်ရှုပ်နေခဲ့တယ်သူရှိမှာတော့ကုလာတန်းနဲ့ဖိုးပွားတို့ကငြိမ်သက်စွာထိုင်နေပြီးပြောလာမဲ့စကားကိုနားဆင်နေခဲ့ကြတယ်အေးအဘမြင်တာကတော့မင်းတို့ကိုအနောက်ရှက်ပေးနေတဲ့သူရှိတယ်အဲ့ဒီသူကဘယ်သူလဲဆိုတာသိလို့ရမလားဗျအဘအာယုံနဲ့မြင်တာကတော့အသားဖြူဖြူအရင်မြင့်မြင့်လူတယောက်ပဲဒါပေမဲ့သူ့မှာတာမန်လူတွေရဲ့အငွေ့သက်မမြင်ရဘူးကွသူကဘာကြောင့်နှောက်ရက်နေရတာလဲအဘဒါတော့အဘမပြောတတ်ဘူးသူ့ပုံစံကစိတ်ဆိုးဒေါသထွက်နေတယ်မင်းတို့အနေနဲ့ဒီရဲ့ပိုင်းထဲမှာဘာတွေလုပ်ခဲ့မိသေးလဲဒီရဲ့ပိုင်းထဲမှာတော့ဓမ္မယုံဆောက်ဖို့မြေနေရာရှင်းခဲ့တာပဲရှိတာပါမြေနေရာရှင်းတာကဘယ်လိုမျိုးလဲမြက်တွေခြုံတွေကိုရှင်းခဲ့တာလားမဟုတ်ဘူးပါဓမ္မယုံဆောက်ဖို့မလွတ်တဲ့တစ်ပင်တစ်ကိုင်းတွေကိုခုတ်ခဲ့တာပါမင်းတို့အပင်တွေခုတ်တုံးကကြော်ဝဲတွေပြီးခဲ့တာမျိုးတောင်းပန်ခဲ့တာမျိုးရှိလားအဲ့လိုတော့မရှိခဲ့ဘူးငါနေတော့မမှားဘူးဆိုရင်မင်းတို့ကိုဒုက္ခပေးနှောက်ယှက်နေတဲ့သူကအဲ့ဒီအပင်မှာနေတဲ့သူပဲဖြစ်ရမယ်ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါဦးမင်းတို့ခုတ်ခဲ့တဲ့နေရာမှာကြော်ဝဲပေးပြီးပြန်တောင်းပန်လိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ဟုတ်ကဲ့ပါအဘကျွန်တော်တို့ပြန်ရောက်တာနဲ့လွတ်လိုက်ပါမယ်အေးလှုပ်ပြအောင်တော့လွတ်လိုက်ကြနော်ဟုတ်ကဲ့ပါအဘကုလာတန်းတို့လည်းအာတာလွတ်ရွာကနေပြန်ရောက်တာနဲ့ကြော်ဝဲပြင်ပြီးဓမ္မယုံစောက်မဲ့နေရာကိုထွက်လာခဲ့လိုက်တယ်ကုလာတန်းကချမ်းပိုင်ရှင်ဆိုတော့ကိုယ်တိုင်တောင်းပန်လိုက်တာပိုကောင်းမယ်အေးငါတောင်းပန်လိုက်ပါမယ်ကုလာတန်းကကြော်ဝဲကိုခုံပေါ်တင်ပြီးမသိလို့လုံမိတဲ့အတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်နေတဲ့အချိန်တင်ထားတဲ့ကြော်ဝဲကိုတရားရောက်ကကန်ချလိုက်တယ်လို့မြေကြီးပေါ်လွတ်တက်သွားခဲ့တယ်ကုလာတန်းအချင်းမကောင်းမှုထင်တယ်ဘယ်လိုလုပ်ကြမလဲငါလည်းမပြောတတ်တော့ဘူးကုလာတန်းနဲ့ဖိုးပွားတို့လည်းပြုတ်ကျသွားတဲ့ကြော်ဝဲကိုကြည့်ပြီးခြောက်ချားနေတဲ့အချိန်သစ်ပင်ထက်ကနေတောက်ခေါက်တန်းဂျင်းဝါတန်းတွေစက်တိုက်ထွက်ပေါ်လာခဲ့တယ်ပြန်မဖြစ်မယ်ထင်တယ်ဆက်နေအကုန်ဒုက္ခရောက်ကုန်လိမ့်မယ်ဖိုးပွားတို့လည်းအချင်းတွေကိုရိတ်စားမိတာကြောင့်ကြော်ဝဲကိုမကောင်းနိုင်တော့ပဲပြန်ပြေးလာခဲ့ကြတယ်ကုလာတန်းမျက်နှာလည်းမကောင်းပါလားဘာဖြစ်လာတာလဲအိမ်ပေါ်တက်ချင်းမေးလိုက်တဲ့မိမဖြစ်သူစကားကြောင့်ခေါင်းကိုခိုင်းရလိုက်ပြီးဖြစ်ချောင်းကိုစင်ပြပြလိုက်တယ်ကျမထင်တော့ထင်သားအခုတော့ဘယ်လိုလုပ်ကြမလဲငါလည်းမစင်းသားရသေးဘူးဒီလိုအဖြစ်မျိုးတစ်ခါမှလည်းမကြုံဘူးတော့ဘာလို့ရမှန်းကိုမသိတာကုလာတန်းကအသက်ပြင်းတစ်ချက်ကိုမုတ်ထုတ်လိုက်ပြီးဈေးလေးတောက်ဖို့မင်းကြီးလိုက်တဲ့အချိန်
ဒုံဆိုတဲ့အသံနဲ့တူအင်ခေါင်မိုးပေါ်ကိုခဲလုံးတွေကျလာခဲ့တယ်။ဘာဖြစ်တာလဲဟာ။ခဲတွေခေါင်မိုးပေါ်ကျလာတာ။ကိုလာတန်းလည်းအိမ်အပြင်ထွက်ကြည့်လိုက်ရာအဖြူအောင်ခဲလုံးတွေအင်ခေါင်မိုးပေါ်ကနေပြုတ်ကျလာတာမြင်လိုက်ရတယ်။ဒုံတိုင်းအသံတွေကြောင့်အင်းနီနာချင်းတွေထွက်လာပြီးကြည့်လိုက်တော့လက်သီးစုပ်အရေကန်ရှိတဲ့ကြောက်စရိတ်ခဲတွေကပြစ်တဲ့သူမမြင်ရပဲအင်ပေါ်ကိုကျနေတာကြောင့်အကုန်ထိတ်လန့်ကုန်ကြတယ်။ခဲလုံးတွေကနာရီဝက်လောက်တည်ကြပြီးတော့ပြန်လည်ငြိမ်သက်သွားခဲ့တယ်။ရက်သွားပြီထင်တယ်။အိမ်ပေါ်တက်ကြည့်ရအောင်။ကျမမတည့်ရဘူးကြောက်တယ်။ဒါဆိုလည်းငါတက်ကြည့်လိုက်မယ်။အောက်မှာခဏနေကြအောင်။ကိုလာတန်းကအင်းနီချင်းယောက်ျားလေးတွေနဲ့တက်ကြည့်တော့အိမ်ပေါ်မှာဖုန်လေးပွေပွားနေတဲ့ခြေရာအချို့ကိုမြင်လိုက်ရတယ်။ဒါကဘာတွေလဲ။နဲတဲ့ခြေရာကြီးမဟုတ်ပါလား။ခြေရာတစ်ခုခုကတစ်ထွာလောက်ရှိတယ်ဗျ။အမလီဒီပုံစံတိုင်းဆိုရင်အကောင်ကြီးမဲ့ပုံပဲ။ကိုလာတန်းတို့ကြောက်လန့်နဲ့လိုက်ကြည့်ရင်အိမ်ခန်းဝကိုရောက်လာခဲ့တယ်။ကိုလာတန်းဟိုမှာမိခိုးတွေထွက်နေပါလား။ဘယ်မလဲဟိုမှာလေရှော်မဲ့ဝိတ်တွေထထားတဲ့ချင်းထဲကနေထွက်နေတာ။ကိုလာတန်းလဲမောင်ကြီးလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တဲ့အချိန်မိသားတစ်ခုကဝုန်းကနေထားထောက်လာခဲ့တယ်။မိထားလောင်နေဟာမြန်ကြီးညဟိ့။မောင်ကြီးကအော်ဟေရင်လိုက်ကကိုဆွဲပြုတ်ကမီးလောင်တဲ့အဝတ်ပုံကိုရိုက်ပြီးငင်းသက်လိုက်တယ်။အဝတ်ပုံမီးငိမ့်တော့အင်ရှိကျမ်းပြင်ကနေမိသားတစ်ခုဝုန်းကနေထားထောက်ပါလေရော။မိသားတွေကဟိုနေရာတောက်လိုက်ဒီနေရာမှာတောက်လိုက်နေဖြစ်နေတာကြောင့်ရွာထဲမှာရှိတဲ့သူတွေအားလုံးရေပုံးကင်ပြီးစောင့်ကြရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။ညတကောင်ချင်းရောက်တဲ့အထိမိသားတွေကတောက်လောင်ပြီးချိန်မှာတော့ငကိုတိုင်းပြဖြစ်သွားပြီးဘာမှထပ်မဖြစ်တော့ပေဒီပုံစံတိုင်းဆိုရင်လူတွေစောက်မှပဲရတော့မယ်မဟုတ်ရင်တအိမ်လုံးမီးလောင်သွားလိမ့်မယ်ဘယ်တက်နိုင်မှမလဲစောင့်အိတ်ကြတာပေါ့ကိုလာတန်းမိမကိုတော့ကျွန်တော်အိမ်မှာပေးလိုက်တော့မဟုတ်ရင်အကြောက်လုံးပြီးရှော့ဖြစ်သွားလိမ့်မယ်ကိုလာတန်းလည်းမိမဖြစ်သူကိုမောင်ကြီးတို့အိမ်မှာထားပြီးပြန်ထွက်လာတဲ့အချိန်ဖိုးပွားတို့လူစုအလန်တကြားပြေးလာတာမြင်လိုက်ရတယ်ကိုလာတန်းရွာထဲမှာလည်းပြဿနာတက်နေပြီဟေးဘာပြဿနာလဲကွာဟိုနေ့ကမဟော်ဂနီပင်ပေါ်တက်တဲ့ကောင်လေးတွေကုန်လို့သတိလက်ကုန်လို့ဗျငါလည်းအတော်စိတ်ညစ်သွားပြီဖိုးပွားရာအခုဘယ်လိုလုပ်ကြမလဲအခုကသူ့ဘက်ကိုကိုမကူနိုင်ကိုယ့်ဘက်ကိုသူမကူညီနိုင်ဖြစ်နေပြီမင်းကကောင်လေးတွေကိုဂိမ်းဆိုင်လိုက်အောင်ငါလည်းဒီမှာလက်လွတ်လို့မရဖြစ်နေတယ်အချိန်ကလည်းညာကြီးတကောင်ဆိုတော့ဘာလို့ရမှန်းကိုမသိတော့တာဖိုးပွားနဲ့ကိုလာတန်းတို့စိတ်ပြက်လက်ပြက်နဲ့ပြောနေတဲ့အချိန်လွယ်အိတ်ကိုစီလွယ်ထားတဲ့လူ၃ယောက်လူအုပ်ကြားထဲကနေတိုးထွက်လာခဲ့တယ်ဖိုးပွားဒါမင်းအသိတွေလားမဟုတ်ဘူးကိုလာတန်းကျွန်တော်လည်းအခုမှမြင်ဘူးတာဒါဆိုခမရတို့ကဘယ်သူတွေလဲဗျရွာမှာလည်းမမြင်ဘူးပါဘူးကျုပ်တို့ကခီးသွားတွေပါခီးထွက်လာရင်မိုးချုပ်သွားလို့ရွာထိပ်ကစီးရမှာတင်းနေရကနေစူးစူးညံညံကြားလို့ရွာထဲကိုဝင်လာခဲ့တာအဲ့ဒါဆိုလည်းပြီးတာပါပဲကျုပ်တို့ကလူစိမ့်နေဆိုလို့မေးလိုက်တာပါရပါတယ်ဗျာဒါနဲ့ခမရတို့အခုဖြစ်နေတဲ့ຢာကိုကျုပ်တို့ဖြည့်ရှင်းပေးနိုင်ပါတယ်ခွင့်ပြုမယ်ဆိုရင်ပေါ့ဗျာခမရတို့ကဘယ်လိုဖြည့်ရှင်းပေးမှာလဲအခုဘာတွေဖြစ်နေလဲဆိုတာရောသိရလားသိတာထက်မြင်နေရတာလို့ပြောရင်ပုံမှန်ပဲဗျအခုခမရအိမ်ကောင်မိုးပေါ်မှာလူတယောက်ခွာထိုင်နေတာကိုမြင်နေရတယ်လူစိမ်း၃ယောက်ထဲကသပင်းရှိရှိမျက်နှာသွဲ့တဲ့အရဲမြင့်လူကအိမ်ပေါ်ကိုမောကြီးကပြောလိုက်တော့ကိုလာတန်းအံ့ဩသွားခဲ့တယ်ခမရတို့ကမြင်နေရတာလားမြင်နေရတယ်ဆိုပါတော့ဗျာဒါဆိုရွာထဲမှာမိလဲသွားတဲ့ကလေးတွေကရောဘာကြောင့်ဖြစ်တာလဲသူ့လက်ချက်ကြောင့်ဖြစ်တာပဲအချိန်မီမကူဘူးဆိုရင်ကန်နေနေတဲ့ကလေးတွေရဲ့အသက်အန္တရာယ်စိုးရိမ်ရတယ်ဒါဆိုလည်းအချိန်မီကုပေးပါအောင်ဗျာကျုပ်တို့ဘက်ကဘာလုပ်ပေးရမလဲမေလဲနေတဲ့သူတွေအားလုံးကိုဒီနေရာစီခေါ်လာပေးပါကျန်တာကျုပ်တို့ဘာသာဆက်လုပ်သွားပါမယ်ဖိုးပွားတို့လည်းချက်ချင်းပင်တတိလစ်နေတဲ့သူတွေအားလုံးကိုခေါ်ဆောင်ဖို့ထွက်သွားခဲ့ကြတယ်ခီးသွားရတဲ့တွေလည်းကိုလာတန်းအိမ်ရှိမြေခွက်လက်ကိုတန်ရှင်းအောင်လဲခြင်းပြီးစီဝိုင်းတစ်ခုကိုခက်ကြဲကြဲဝိုင်းထားလိုက်တယ်ပြီးတာနဲ့အရှိအရက်ကိုမျက်နှာမူပြီးဂါထာတစ်ပုဒ်ကို10မိနစ်ခန့်ရွတ်ဖတ်နေခဲ့ရာကိုလာတန်းအိမ်ကြီးကလူတစ်ယောက်လောက်ခါနေသလိုရင်းထိုးလှုပ်ရှားလာခဲ့တယ်အိမ်ကြီးကလှုပ်နေပါလားဟုတ်ပါတော့လေးမတိုက်ဖဲနဲ့ရင်းထိုးနေတာထူးဆန်းလိုက်တာကြီးရှုနေသူတွေရဲ့အတန်ကဟိုတစားဒီတစားထွက်ပေါ်လာခဲ့တယ်ခေါင်းမိုးပေါ်ခါထိုင်နေတဲ့သူကအိမ်ကိုဆွဲခါနေတာကြောင့်အခုလိုဖြစ်နေတာပါဆရာအိမ်ပေါ်ခါထိုင်နေတဲ့သူကဘယ်သူဆိုတာသိလားကျုပ်မြင်ရတာတော့အသားရည်ဖြူဘက်ဖြူရတဲ့လူတစ်ယောက်ပဲသူရဲ့ခန္ဓာကိုယ်ကနွားနို့ရောင်လိုဖြူဖြော့နေပေမဲ့မျက်နှာကနီးရဲနေတယ်ဘယ်သူဆိုတာကတော့ခဏနေသိရမှာပါဟိုးမှာရောက်လာကြပြီလမ်းဖက်ပေးကြပါအောင်ရွာသားတွေရဲ့အော်တန်ကြောင့်ကိုလာတန်းလှမ်းကြည့်လိုက်ရာတတိလေးမင်းမျောနေတဲ့လူငယ်လေးယောက်ကိုချီပိုးလာကြတဲ့ဖိုးပွားတို့လူစုကိုမြင်လိုက်ရတယ်အားလုံးကိုစီးထဲထည့်လိုက်ကြကိုဖိုးပွားလည်းပါလာတဲ့သူတွေကိုစီးဝိုင်းနဲ့ထည့်လိုက်တဲ့အချိန်မတက်ရက်နေတဲ့ဧည့်သည်တွေထဲက2ယောက်ကစီးရဲ့ဘေးမှာနေရာယူလိုက်ကြတယ်ရွာသားတွေအားလုံးစီးဝိုင်းချန်စီးရုပ်ပြင်မှာနေပေးကြပါဒီလိုမှမဟုတ်ပဲစီးထဲဝင်ပြီးရင်ဒီကလေးတွေကိုကူးသားလို့ရမှာမဟုတ်ဘူးဟေးအားလုံးအပြင်ထွက်ကြဘယ်သူမှအထဲမဝင်ကြနဲ့ကို
ကိုလာတန်းကခြံထဲမှာရှိတဲ့သူတွေကိုအပြင်ထွက်ခိုင်းခဲ့တယ်လို့သူကိုယ်တိုင်လည်းခြံပြင်ကိုထွက်သွားခဲ့တယ်ဆရာကျွန်တော်တို့စားကြတော့မလားခေါင်းမိုးပေါ်ကကောင်းကိုဘယ်မှသွားမရအောင်ချုပ်ထားပြီးပြီဆိုတော့စကူကြတာပေါ့ဆရာပြည့်ရန်တူတဲ့သူကတပည့်နေရာကိုပြောပြီးတာနဲ့အိမ်အောက်မှာရှိတဲ့တောက်ရီဦးတဲ့ကရီကိုခက်ယူမန်းမုတ်ခါစီးတဲ့ကိုပဲဖျက်လိုက်တယ်သတိလေးမင်းမျောနေတဲ့သူတွေကရေမန်းနဲ့ထိတဲ့အချိန်မှာပဲမျက်လုံးပြူးသားနဲ့ငုတ်ထုတ်ထထိုင်လိုက်ကြတယ်ဒါကိုမြင်တဲ့ဆရာဖြစ်သူကငုတ်ထုတ်ထိုင်နေတဲ့သူတွေကိုလက်ညှိုးထိုးပြီးဒီလိုဖြစ်အောင်လုပ်တဲ့သူအခုချက်ချင်းဝင်လာကြစမ်းအမိန်အာနာဇက်ကိုအာခံရင်ပဲဖြစ်ဖြစ်မလေးစားရင်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်တစ်ခုလုံးပြားဖို့အတီဖုံးပြီးပူလောင်ခံစားစီလို့အမိန်ပြလိုက်ရာငုတ်ထုတ်ထိုင်နေတဲ့သူတွေတဲကတယောက်ကတကူလုံးတုံကြီးလာခဲ့တယ်ရောက်လာပြီလားဟဲ့ရောက်ပြီဟဲ့ငါ့ကိုခေါ်တာဘာကိစ္စလဲဒီရွာမှာဖြစ်ပျက်နေတဲ့အရာတွေကိုတင်လှုပ်ထားတာမဟုတ်လားဟုတ်တယ်ငါလှုပ်ထားတာတင်ကဘာတူလဲဘာကြောင့်အခုလိုလှုပ်ရတာလဲငါဘာတူလဲဆိုတာနင်သိဖို့မလိုဘူးသူတို့အားလုံးကိုတတ်ချင်လို့လှုပ်တာတင်ဘာတူဆိုတာသိရမှကျုပ်လှုပ်ပေးနေတာလှုပ်ပေးလို့ရမှာပေါ့အခုချက်ချင်းအာနာဇက်ကိုမသုံးငင်ဖြေစမ်းမဟုတ်ရင်တင့်ကိုနားကျင်အောင်လုပ်ရလိမ့်မယ်ငါနာမည်ကညိုဆန်ပဲဟဲ့ဒင်းတို့တွေငါပိတ်မှန်ရှိတဲ့အပင်ကိုခုတ်လို့အခုလိုလုပ်ရတာပဲလက်စားတက်တော့တင်းကရုပ်ကစိုးတယောက်ပဲသူတို့ကမသိလို့လုံးမိတာကိုခွင့်လွှတ်ပေးလိုက်ပါခွင့်မလွှတ်နိုင်ဘူးဟဲ့အားလုံးကိုအသေးစိုးနဲ့တင်းအောင်လုပ်ပြမှာငါကြည်နှံ့မယ်တဲငါရှိမှလူတက်ဖို့ကိုထမင်းစားရည်တော့လို့ပြောနေပါလားအမိန်ပြဲပင်နေထုတ်လိုက်ရရင်ဖြစ်တော့နေစရာပါပျောက်သွားမယ်ဆရာဖြစ်သူစကားကြောင့်ဝင်ပူးနေတဲ့သူကမျက်နှာလွှဲပြီးကုလာတန်းတို့ရှိရဘက်ကိုမျက်ထောင်နေနဲ့စိုက်ကြည့်နေခဲ့တယ်ငညွတ်ဆန်းနင်စိတ်မပြေသေးတာကိုငါသိတယ်သူတို့ဘက်ကလည်းမသိလို့လုံးမိတာမဟုတ်လားဒါကြောင့်ခွင့်လုပ်ပေးလိုက်ထိုက်ပြီးခေါင်းမနေရင်တော့နင်းထိုက်နေနင်းကန်ပဲနင်းကြောင့်တီးခံလိုက်တာနော်မဟုတ်ရင်ဒင်းတို့အားလုံးအသေးပဲဟေ့ကောင်နင်းအစင်းနဲ့များငါဆရာကိုနင်းနဲ့ပြောရတယ်ပေါ့လေမောင်ကောင်သူအစင်ပြေတယ်လို့ပြောပါစေအချို့တွေကအစင်းသေးဘောကနေလာကြတာမဟုတ်သူတို့ရဲ့စိတ်တန်တန်ကကြမ်းတမ်းတတ်တယ်ဒါကိုငါတို့ကဝေယူလို့မရဘူးဆရာကလည်းဗျာဒီလောက်ရိုင်းဆိုင်တဲ့ကောင်ကိုမှတ်လောက်လုပ်ပေးတင်တာဒါတွေကနောက်မှလုပ်လို့ရပါတယ်အခုကရွာသားတွေဘေးကင်းဖို့ရေးကြည့်တယ်ဆရာပြောတာမှန်တယ်အကိုရဒီကောင်ကိုနောက်မှအေးဆေးခေါ်လို့ရပါတယ်အခုတော့စိတ်လျှော့လိုက်ပါဦးပါကွာငညိုဆန်းရေးမင်းနဲ့ငါနောက်မှတွေ့ကြတာပေါ့မောင်ကောင်းဆိုတဲ့သူကခမ်းမဲ့မဲ့ပြုံးပြီးလက်ပိုက်ကရက်နေကြလိုက်တယ်ကဲငညိုဆန်းတင်စိတ်ပြေဖို့ဘယ်လိုလုပ်ပေးရမလဲငါနေတဲ့အပင်အောက်မှာဘာမှမလုပ်ဖို့ပြောပြီးဒါဆိုခွင့်လုပ်ပေးမယ်ငညိုဆန်းစကားကြောင့်ဆရာဖြစ်သူကရွာသားတွေဘက်ကိုကြည့်ပြီးခမရတို့ကသူ့ပင်အောက်မှာဘာလို့ဖို့ရည်ရွယ်ထားတာလဲရွာတက်ဓမ္မယုံစောက်ဖို့လုပ်ထားတာပါအဓိကကတော့ဝါရင်းကာလမှာတရားပွဲလုပ်ချင်တာလဲပါတာပေါ့ဗျာငညိုဆန်းနင်ကဓမ္မယုံစောက်တာကိုမနှစ်သက်ဘူးလားဟုတ်တယ်ငါမကြိုက်ဘူးဒါကြောင့်ဓမ္မယုံကိုစောက်မဲ့သူတွေကိုမထားနိုင်အောင်လုပ်ထားတာဒီလိုဆိုရင်တော့ကျုပ်ထညာပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်တင့်ကိုရွေးချယ်စရာနှစ်ခုပေးမယ်တစ်ခုကကိုယ့်နေရာမှာကိုအေးအေးဆေးဆေးနေမလားတစ်ခုကရွာကနေထွက်သွားခြင်းလားငါအပင်မှာငါနေတာကိုနင်တို့မောင်းထုတ်လို့ရမလားရရင်မောင်းထုတ်ကြည့်လေသင်ကအခုထိစိတ်ကြီးဝင်နေတော့ကိုဒီလိုဆိုတော့လေကျုပ်ဘာလဲဆိုတာပြကြသေးတာပေါ့ဆရာဖြစ်သူကခိုင်ပြုံးပြုံးမျက်နှာထားနဲ့စိုက်ကြည့်ပြီးငညိုဆန်ကိုလက်ညှိုးထိုးလိုက်ရာအလျံညင်းညင်းပြီးတောက်လောင်နေတဲ့ကျိုးတွေကတကူလုံးကိုရစ်ပတ်သွားခဲ့တယ်ဆိုင်ရပိုင်ရပုံကူများဒီတကောင့်သားကိုသူနေတဲ့အပင်အောက်မှာလှုပ်မရအောင်ချုံတော်ထားကြစမ်းရိုင်းဆိုင်နဲ့စိတ်တွေပြောက်ပြီးအမြင်မှန်ရမှချုပ်ထားတာကိုလွတ်ပေးစေလို့မိန့်ပြန်လိုက်ရာမြေကြီးတွေကနေအနီရောင်အသားရည်ရှိတဲ့လူနှစ်ယောက်ပေါ်လာပြီးငညိုဆန်ကိုခြေထောက်ကနေရွတိုက်ဆွဲခေါ်သွားခဲ့တယ်မောင်ကောင်းစီးထဲမှာရှိတဲ့သူတွေကိုရေမန်းတိုက်လိုက်အောင်ဆရာဖြစ်သူကမောင်ကောင်းဆိုတဲ့တပည့်ကိုရေမန်းတိုက်ဖို့ပြောပြီးချန်ပီယံကိုထွက်လာခဲ့လိုက်တယ်ဓမ္မယုံစောက်မဲ့မြေနေရာကဘသူပိုင်တာလဲကျွန်တော်ပိုင်တဲ့မြေပါဆရာဒါဆိုရင်မနှက်ပြန်မိုးလင်းတာနဲ့ခြံထဲမှာပရိတရားနာဖို့လုပ်ပါတရားနာတဲ့အခါခြံထဲမှာရှိတဲ့ပုံကိုယ်တွေကိုအမြတ်တမ်းပေးဖို့လည်းမမေ့ပါနဲ့တေချာလုပ်ပါမယ်ဆရာအမြတ်တမ်းလည်းပေးပါမယ်နောက်တစ်ပင်ကြီးငယ်တွေကိုခုတ်တဲ့အခါဆိုင်ရာပုံကိုယ်တွေစီကနေခွင်တောင်းပြီးမှခုတ်ပါငါပိုင်တဲ့ခြံငါကြိုက်တာလုပ်လို့ရနိုင်နေဆိုတဲ့အစွဲကိုလည်းဖျောက်စေခြင်းနဲ့အချို့ပုံကိုယ်တွေကဒီလိုလုပ်ရမျိုးကိုတီးခံကြပေမဲ့အခုလိုစိတ်ရိုင်းရှိတဲ့ပုံကိုယ်တွေကတော့ခွင့်မလွတ်တတ်ကြဘူးလေကျွန်တော်လည်းကောင်းတာလုပ်တဲ့အတွက်ဒါမျိုးတွေမလွယ်ဘူးထင်ခဲ့တာအခုတော့အတော်ကိုကြောက်သွားပါပြီဆရာရဲ့သင်ခန်းစာပေါ့ဗျာအချို့ຢာတွေကမှန်တယ်ထင်တိုင်းလုပ်လို့မရတဲ့ຢာတွေရှိတယ်ကိုကကံမြင့်နေခြင်းမို့ဘာမှမဖြစ်ပေမဲ့နေတဲ့သူတွေကတော့မြင်တဲ့အတိုင်းဖြစ်လာတာပဲဒါနဲ့လေဆရာဓမ္မယုံစောက်ပြီးဖို့ပြောထားတဲ့သူတွေရုတ်တရက်စကားပြောလို့မရတဲ့ဒီဖြစ်သွားတာကရောသူ့လက်ချက်ပဲလား
အဲ့လိုဖြစ်လဲရှိနေကြတာလားဟုတ်တယ်ဆရာရုတ်တရက်ကြီးလင်မယားနှစ်ယောက်လုံးပါဇက်ရွက်သွားတာလေပယောဂကြောင့်ဆိုရင်တော့ကျုပ်တို့အခုပေးတဲ့ရင်မန်းကိုတိုက်တာနဲ့ချက်ချင်းပျောက်ကင်းမှာပါဟုတ်ကဲ့ပါဆရာတို့ရောက်လာတာကျုပ်တို့တက်ဖေကပေးတဲ့စုပါပဲဗျာဆရာတို့တဲဖို့အတွက်ရွာထဲမှာစီစဉ်လိုက်ပါမယ်နေပါစီဗျာကျုပ်တို့ကရွာပြင်မှာပဲနေပေးရစီရွာပြင်မှာကပူအေးချမ်းပါတယ်ဆရာရေမန်းနေတိုက်ပြီးပါပြီအေးပူတဲ့ရေမန်းတွေကိုရွာသားတွေမျှယူဖို့ပေးခဲ့လိုက်ပါကိုလာတန်းလဲသူတို့ကမ်းပေးတဲ့ရေမန်းကွက်ကိုယူလိုက်ချိန်မှာတော့ဆရာ၃ယောက်ရဲ့ခြေလမ်းတွေကရွာပြင်ကိုဥတီထောက်ခွာသွားခဲ့ပါတော့တယ်အေးထက်ကညနေလာတာနဲ့မြဘူဘီအေးစိမ့်လာသလိုမောင်ကောင်းနဲ့ခွန်လာတို့ရဲ့ခြေလမ်းတွေကလည်းတွက်လာခဲ့တယ်အကူဖြစ်ပါမလားဆရာသိရင်စူခံထိနေမယ်နော်ဖြစ်ပါတယ်ကွာဆရာကအာယုံတက်မှာတရားဖြုတ်မှာငါတို့သွားတာမသိတော့ပါဘူးနှစ်ယောက်သားအေးထက်ကိုအန်တူရင်မယန်းကုန်းရွာထဲကိုဝင်လာခဲ့ကြတယ်ဟိုရှိကခြံထင်းတယ်တွားကြည့်အောင်မောင်ကောင်းကခြံထဲကိုဝင်ငင်လေပင်ဆန်းကြည့်လိုက်ရာမဟော်ဂနီပင်အောက်မှာမီးလောင်ကြိုးတွေနဲ့ရစ်ပတ်ခံထားရတဲ့ငညိုဆန်ကိုမြင်လိုက်ရတယ်ဒီခြံပဲကွာအထဲဝင်ရအောင်မောင်ကောင်းတို့လည်းခြံထဲကိုခတ်တုတ်ဝင်လာခဲ့ရကနေမဟော်ဂနီပင်အောက်ရောက်တော့ခြေလန်းတွေကိုရက်လိုက်ကြတယ်ငါဆရာကိုမခံလေးစားလုပ်တဲ့ကောင်ကဲဟာမောင်ကောင်းကမီးလောင်ကြိုးတွေနဲ့တွန်းတောင်ခံထားရတဲ့ငညိုဆန်ရဲ့ခေါင်းကိုဒေါင်ကနေမိအောင်ခေါ်ချလိုက်တယ်အမလီကြောက်ပါပြီဗျမသိလို့ပြောမိတာခွင့်လို့ပေးကြပါဘာအခုမှကြောက်ပါပြီလေဟမ်ခွန်းလာမင်းလည်းခေါက်ဆန်းမောင်ကောင်းစကားကြောင့်ခွန်းလာလည်းငညိုဆန်ရဲ့ခေါင်းကိုဒေါင်ကနေမိအောင်ခေါ်ချလိုက်တယ်အေးအဲ့ဒီလိုမှပေါ့ကွာမဟုတ်ရင်ငါတယောက်တည်းစုခံရမှာအခုဆိုစုခံထိလည်းမင်းရောက်ငါရဲ့အတူတူထိမှာညီကိုဆိုတာအဲ့လိုဖြစ်နေရမယ်ကွာမောင်ကောင်းစကားကြောင့်ခွန်းလာမျက်နှာရှုံးဝဲသွားပြီဒီလိုဆိုတော့လေနောက်တစ်ချက်ထပ်ခောက်လိုက်အောင်မယ်လို့ပြောကငညိုဆန်ရဲ့ခေါင်းကိုဒေါင်ကနေမိအောင်ခေါက်ချပြီးပြန်ထွက်လာခဲ့လိုက်တယ်နှစ်ယောက်သားရဲရဲမောမောနဲ့ဇရက်စီပြန်လာခဲ့ရလန်တော့ရောက်မှာတော့ကောင်းကင်ကနေပြုတ်ကျလာတဲ့အလင်းတန်းတစ်ခုကိုမြင်လိုက်ရတယ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီမိုးချိုးပြစ်တယ်လို့ကြာဆင်းလာတဲ့အလင်းတန်းကဘာများဖြစ်မလဲမောင်ကောင်းနဲ့ခွန်လာတို့နဲ့ဘာတွေပတ်သက်နေမလဲဆိုတာကိုတော့အောင်မြတ်သားနဲ့ဝရစိန်လက်နဲ့တရားဆက်ဆိုတဲ့ဝတ္ထုလေးမှာဆက်လက်စောင့်မျှော်နားဆင်ပြဖို့ဆန္ဒပြုရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲခိတ္တရင်နာလိုက်ပါတယ်နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်လာမယ့်ဇလန်းလေးတွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း follow လုပ်ထားပေးဖို့တောင်းဆိုရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့စိန်ဖြစ်ပါတယ်